ဂျာမန်နာဇီတွေဟာမိသားစုပိုင်နွားတွေကိုခိုးယူနေတဲ့အချိန်မှာအဖွားအိုကိုပါရိုက်ခဲ့ပါတယ်။အဲ့ဒီမြေကွင်းတစ်ခုလုံးကိုမီးမလေးကထောသားချင်းနဲ့ကြည့်နေခဲ့ပြီးသူတို့ကိုလက်စားချေတိုက်ခိုက်မယ်လို့သစ္စာဆိုခဲ့ပါတယ်။နောက်ပိုင်းမှာသူကလက်ပစ်ပုံအသုံးပြုနည်းကိုတင်ယူခဲ့ပြီးနာဇီစစ်တပ်ရဲ့စက်ယုံတွေနဲ့ရိတ်ခါကိုလောင်တွေကိုဖောက်ဖွဲ့ဖျက်ဆီးတဲ့နေရာမှာကူညီပေးခဲ့တယ်လို့နာဇီစစ်သားတွေကိုလက်တော့တင်ရှင်းနေခဲ့ပါတယ်။အသက်16နှစ်အရွယ်မှာတော့သူကလူသည့်အသွင်ယူပြီးဂျာမန်စစ်တပ်ရဲ့မီးပူချောင်းတစ်ခုမှာအလုတ်ဝင်ခဲ့ကသူတို့ရဲ့အစားအစာတွေကိုတိတ်တဆိတ်အစိတ်ခခဲ့ပါတယ်။နာဇီစစ်သားတွေကသူ့ကိုတန်တရားဝင်လာတဲ့အခါမှာတော့သူဟာအပြစ်မရှိကြောင်းတတ်သိပြဖို့အတွက်အဲ့ဒီအစိတ်ပါတဲ့အစားအစာကိုပဲအတူတူထိုင်စားပြခဲ့ပါတယ်။သူကစစ်သားတွေသူ့ကိုယုံကြည်တော့အချင်းတော်ကြာလေးစားနိုင်ခဲ့မယ်။အစစ်ကရမ်းပြင်းလာကြောင်းပြင်းထန်ဖြားလာခဲ့ပြီးအသက်တွေကနေမနှီးလုံးရောက်ခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့နာဇီစစ်သားတွေကသူ့ကိုဘာမှမသွားခဲ့ပါဘူး။သူစစ်စင်းနေစဉ်အတွင်းမှာသူကအရာရှိတယောက်ပဲဖြစ်လို့နောက်ကိုလူယူပြီးစစ်သား၃ယောက်ကိုပြစ်တက်ခဲ့ပါတယ်။အိမ်တော်မှာတော့တနက်ကကြိတ်မှောသွားခဲ့ပါတယ်။သူကနေစညံမှန်ခံခဲ့ရပြီးခုနှစ်နှစ်မှာပဲကိုမြခံရပါတယ်။ဒါပေမဲ့သူကြီးကျန်စွန့်စားမှုတွေကြောင့်ပဲသူနိုင်ငံဝေးတီကိုတမ်းမှခံခဲ့ရပါတယ်။